ကျွန်တော်ဒါ profile 19 degree ပေါ့နော်19 degree ပြီးတော့နောက်တစ်ခုကကျွန်တော်26 degree ပါဒီမှာဆိုဒါ26 profile degree ဆိုရင်တော့ဒီမှာဒီကနေဒီထိကတော့ကျွန်တော်10ပေပေါ့နော် 2.4 meter ပေါ့ဒါရဲ့ဒီရဲ့ 2.4 meter အဝန်းဝိုင်းရှိတာပေါ့ခင်ဗျဒါ26 degree ဖြစ်ပါတယ်ဒါကတော့ကျွန်တော်36 degree ပါ36 degree ကျတော့ကျွန်တော်တို့10ပေနော်3 meter ပေါ့နော်ကျွန်တော်3 meter ခတ်အဲ့ဒါအဝန်းဝိုင်းရှိပါတယ်ဒါဆိုကျွန်တော်15 degree ပေါ့နော်ဒါ50 degree 50 degree ဆိုတော့ကျွန်တော်တို့ဒီအဝန်းဝိုင်း16ပေဒီနေ့ပဲ 4.8 meter ပေါ့နော်ဒါကတော့ကျွန်တော်5 degree ပါနော်5 degree ဒါ5 degree အများသောအားဖြင့်ကျွန်တော် mirror ball ပေါ့နော်ဒါဒီမှန်လုံးကြီးတွေပေါ့မှန်လုံးကြီးတွေကျွန်တော်ထိုးတဲ့အချိန်ကျရင်ဒီ5 degree lens နဲ့ခုနက profile ရဲ့ body မှာ replace အစားထိုးပြီးတော့ကျွန်တော်တို့ပြောင်းပြီးတော့တက်လို့ရပါတယ်5 degree ရှိတယ်နောက်တစ်ခု10 degree ပေါ့နော်ဒါ5 degree ဆိုတော့ကျွန်တော်တို့ကဒီအဝန်းဝိုင်းဒီကနေဒီက2ပေနဲ့4လက်မှာတနည်းအားဖြင့် 0.7 meter လောက်ပဲအကျယ်ဝန်းရမှာဖြစ်ပါတယ်10 degree ကျတော့3ပေနဲ့2လက်မှာတနည်းအားဖြင့်တော့ 0.9 meter ပေါ့နော်ဒီအကျယ်လေးရမှာဖြစ်ပါတယ်ဒါလေးအစင်လိုက်လေးကြည့်သွားရင်တော့ဒါပေါ်မှာဖြစ်ပါတယ်ဒါဆိုရင်5 degree နော် profile လိုက်တဲ့5 degree 10 degree ဒါ19 degree ဒါကြတော့26 degree 36 degree ဆိုပြီးတော့အစားအစာရှိပါတယ်ဒီကသုံးများတာ90ရဲ့ကျွန်တော်26 36 degree ပေါ့နော်ပြီးတော့မှကျွန်တော်တို့15နော်50 degree ဒီလိုမျိုးကျွန်တော်တို့ဒီ profile lighting ကိုအသုံးများတာဖြစ်ပါတယ်ဒါသည်ကျွန်တော်တို့ profile lighting မှာ profile lighting အတွက်အင်မတန်ရေးကြီးပါတယ်ဒီ profile lighting ကအရင်လဲအသုံးပြုရတာကိုဆင်ပြေပါတယ် designer choice တစ်ခုပါနော်ကျွန်တော် lighting designer တွေအတွက်တော့လုံးဝဒီ profile lighting ကတော့အရင်ကိုကောင်းမွန်တဲ့ lighting instrument တစ်ခုဖြစ်ပါတယ်